ကဲဆိုတော့တစ်ဖက်လူကပိုင်တူးတွေကိုချစ်သေးရလားတကယ်ရောခံစားချက်ရှိသေးလားသူကိုယ့်ဘောမှာတကယ်ချစ်လားပေါ့အဲ့ဒါကြီးကြည့်တဲ့အချိန်မှာတော့တစ်ဖက်လူကတော့လေပြောရရင်ကိုယ်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာသူ့စိတ်ထဲမှာရှိနေသေးတယ်ချစ်နေသေးတယ်ဒါပေမဲ့ပုံစံပြောင်းချင်နေဆိုရက်ဥစ္စာမျိုးလေးဒီမှာတော့တွေ့ရတယ်ပေါ့နော်ကိုယ်အနေနဲ့ပုံစံပြောင်းချင်တယ် changes လုပ်ချင်တယ်လူနှစ်ယောက်ကြားမှာအဆင်မပြေတာတွေကိုညှိနှိုင်းပြီးတော့ရှေ့ဆက်သွားခြင်းနဲ့အကယ်၍ဒီမှာချစ်သူကြီးစားမဖြစ်သေးတဲ့သူတွေဆိုလို့ရှိရင်သူကအဆင့်တက်ချင်တာမျိုးလေးမြင်ရတယ်ပေါ့နော်ချစ်သူကြီးစားဖြစ်ပြီးတဲ့အခါဆိုလို့ရှိရင်သူ့ဘက်ကချစ်လို့လိုက်လျောပေးတယ်ချစ်လို့အကုန်လုံးပြောင်းလဲပေးတယ်ကိုပြီးတော့ကိုယ့်ဘက်ကလည်းပြောင်းလဲစေချင်တာမျိုးလေးလည်းဒီမှာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဘက်လူကတော့ကိုယ့်ဘောလုံးခံစားချက်ရှိနေတယ်ချစ်နေသေးတယ်တကယ်လည်းချစ်တယ်ဆိုတာမျိုးတွေ့ရပါမယ်တခုရှိတာကလေအဲ့လိုဒီမှာမြင်နေရတာကအဲ့လိုဘယ်လိုပြောရမလဲနှစ်ယောက်ကြားထဲမှာပေါ့နော်ဆက်ဆံရေးပုံစံပြောင်းသွားတာမျိုးအဲ့လိုပုံစံမျိုးဒီမှာတွေ့ရတယ်အကယ်၍နှစ်ယောက်ကချစ်သူစားမဖြစ်ဘူးဆိုတော့အဆင့်တက်လိမ့်မယ်တော့မဖြစ်ပြီးသားဆိုလို့ရှိရင်တော့ပုံစံပြောင်းသွားလိမ့်မယ်ပေါ့နော်ဥပမာအရင်တော့ဆိုရင်တခုခုဆို control လိုက်လုပ်တဲ့လူကအခု control မလုပ်တော့တာမျိုးအဲ့လိုပုံစံမျိုးလေးဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒါပေမဲ့အဲ့ဒါတွေလေတစ်ဖက်လူကကိုယ်ချစ်လို့ခံစားချက်ရှိလို့လုပ်ပေးတယ်ညှိနှိုင်းပေးလိုက်လျောပေးတယ်အတနိုင်ဆုံးကြိုးစားပေးတယ်ဆိုတဲ့ပုံစံမျိုးလေးတွေဒီမှာတွားပြီးတွေ့ရတယ်ပေါ့နော်တစ်ဖက်လူကတော့ဒီပိုင်တူးတွေပေါ်မှာတော့ချစ်နေသေးတယ်ခံစားချက်ရှိနေသေးတယ်တချို့ကလည်းတကယ်ချစ်နေသေးတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အဲ့တော့ single တွေအနေနဲ့အဆင့်တက်ဖို့ရှိနေတယ်တချို့ချစ်သူကြီးစားတွေလက်ထပ်ဖို့စီစဉ်တာဆိုလည်းလက်ထပ်ဖို့အဆင့်တက်မယ်ဆိုတဲ့ပုံစံမျိုးလေးတွေလည်းဒီမှာတွားပြီးတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ရပါတယ်ပိုင်တူးလေးတွေအဲ့တော့အားလုံးပဲအဆင်ပြေကြပါစေအကယ်၍ personal reading လေးတွေကိုမြင်မြင်ကျင်နေဆိုလို့ရှိရင် before and after ရဲ့ Telegram account မှာလာရောက်မြင်မြင်လို့ရတယ်လို့မျိုး Facebook page မှာလည်းလာရောက်မြင်မြင်လို့ရပါတယ်ဘာလို့လဲဆိုတော့ဒီ TikTok မှာမေးမယ်ဆိုလို့ရှိရင် TikTok Messenger တွေကဒီအဆင်မပြေဘူးပေါ့နော် message တွေတက်တာအရင်များတဲ့ခါစာတွေပျောက်သွားတာမျိုးဖြစ်တတ်တယ်အဲ့တော့ဒီတခြား platform တွေမှာလာရောက်မြင်မြင်တာတွေကပို့ပြီးတော့အဆင်ပြေပါတယ်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေ